Menu theory asa seyo. Ini aro menu pieni ane be ho di shout dwa ine po no. Pen kaw li thwat phit khe pare. Ain twat lo ra li le wen ine menu ka khu Myanmar Plaza ko shaut ni ya phit pare. Ho di shout ji ine be menu ka thong san dai bai sa la ye po no. အဲ့နဲ့မျိုးနိုးကိုတနေ့ကတစ်တော့မှာတွေ့ထားရဲ့နာမည်ကြီးနေတဲ့ခင်းခေါင်ရဲ့ rice bowl လေးကိုသွားစားခဲ့ပါတယ် rice bowl လေးစားဖို့စောင့်နေပါတယ်နည်းနည်းလေးတော့စောင့်ရတယ်မကြခင်မှာပဲ rice bowl လေးရောက်လာပါပြီမျိုးနိုးစားပြီပေါ့နော်မျိုးနိုးကဒီနေ့ rice bowl ကို spicy level 3နဲ့စားခဲ့တယ် ဒီကလေသူကဈေးတန်တယ်ပြီးတော့ rice bowl ထဲမှာပါတဲ့ sausage နဲ့ဝတ်သားနူးနူးညံ့ညံ့လေးရအရန်ကိုစားကောင်းတယ်ပြီးတော့နောက်တစ်ခုကသူကထမင်းပူရဲရပေါ့နော်ထမင်းလေးရလဲပူပူလေးနဲ့အရန်စားလို့ကောင်းတယ်မြင်လို့ကတော့အရန်ကြိုက်တယ်ပြီးတော့နောက်တစ်ခုကလေသူကအထဲထဲမှာဒီပြောင်းမှုလေးကိုပေါ့နော်အဲ့လိုမာလာမှုန့်လေးနဲ့ဂေါ်ဘီလေးနဲ့တုပ်ထားမျိုးပေါ့နော်အဲ့လိုမျိုးလေးလည်းပါတယ်အဲ့တော့ကြောင့်မို့အရန်တော်တော်လေးကိုအဆင်ပြေရဲ့ဤွားတဲ့အခါမှာပြောင်းလေးစားလိုက်လို့ရှိရင်အချိုရတာလေးနဲ့မာလာရတာလေးနဲ့ရောလိုက်တဲ့အခါကျတော့အရန်ကိုစားရတာအဆင်ပြေရဲ့မြနိုးကဆိုင်းနဲ့အရန်ကောင်းလုံးဝကြည့်လို့နည်းနည်းလေးအောင်ကမိပါတယ်အရန်ကြိုက်တယ်ပေါ့နော် rice bowl လေးလည်းစားပြီးပြီဆိုတော့မြနိုးကဘိုက်တင်သွားတာနဲ့ကိုကိုရေစာလေးကိုသွားစီဖြစ်ပါတယ်ကိုကိုရေစာလေးကငငယ်ကလေကစားကွင်းတွေမှာတိုက်ကစီးရတယ်လို့ပဲဒါပေမဲ့လေသူကကြတော့စီးနေနဲ့တိုက်လို့မရဘူးပေါ့နော်သူကတခါပြောထားတယ်တိုက်လို့မရဘူးဆိုပြီးတော့မြနိုးကအရန်ကြိုက်လို့အဲ့ဒီဟာလေးကိုအမြဲတမ်းလို့သွားစီဖြစ်တယ်သွားစီတိုင်းမှာလည်းမြနိုးကအဝါရောင်ကားလေးကိုအမြဲစီးရဘာလို့လဲဆိုတော့မြနိုးကအဝါရောင်ကြိုက်လို့ပေါ့နော် ဒီနာလျှောက်သွားပြီးတော့ဖြူလှလှလေးနဲ့ခက်စားနေတဲ့ shrimp bar လေးကိုအေးစစ်စစ်လေးသွားချိလိုက်ပါတယ်။ညနေဆောင်လာတော့ view ကလည်းအရန်ကိုလှနေရဲ့ဓာတ်ပုံလေးရိုက်ရင်းနဲ့ပဲမြလို့ကောင်းမယ်လို့ထင်တယ်။အဲဒါကြောင့်မလို့မြနိုးကဓာတ်ပုံလေးရိုက်ရင်းနဲ့ပဲမြခဲ့ပါတယ်။ဘာမှအေးစစ်ချင်းနဲ့တောက်တာနဲ့များသွားတော့ယူဝေးဖြစ်လာတော့မြနိုးအိမ်ပြန်တော့မှဖြစ်ပါတယ်။ မြနိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ထပ်ပြီးတွေ့ပါမယ်ဘိုင်ဘိုင်